Namo Tata Bhagavato Arahato Tamma Sambuddhassa Buddham Dharanam Gacchami Dhammam Dharanam Gacchami Sangham Dharanam Gacchamiသာသနာနှစ်2566မြန်မာတက္ကရာ1384ကစုံလပြည့်နေ့ဗုဒ္ဓအခါတော်နေ့တွင်ရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေကျက်ရဲ့ကျောင်းတိုက်အတွင်းရှိလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကတည်းကဥက္ကလာမင်းကြီးတည်ထားခဲ့သောအောင်သိတ္တိဥက္ကလာဦးစီရီတော်မြတ်ကြီးအားဖျားတကားဒေါက်တာဝနတော်ဇနီးဒေါက်တာမူမူဝင်းမိသားစု၏လူဒန်းမှုဖြင့်အာယုံအယပြင်စမဟာဇေယတိတ်တိသာသနာပြုအဖွဲ့မှဆရာအောင်ဝိဇ္ဇာကိုယ်တိုင်ဦးစီးပြီးပြန်လည်ပြုပြင်ရောင်တော်ဖွင့်ထီတော်တင်အခမ်းအနားပြုလုပ်ကျင်းပခဲ့ပါသည်ဗုဒ္ဓမြတ်စွာသောဘဂဝါမစ္စည်းမပရိပရာမေဃလန်ချီမစ္စည်းမပရိပရာမေဃလန်ချီဒီနေဘူးဤမန်းဆိုင်ရောက်မြန်၍ဒုက္ခဒုက္ခတော်မြည်ပေ၏ဒုက္ခဒုက္ခတော်မြည်ပေ၏အိုလောကသုံးခွင်အခင်မရှိကုန်စင်ခင်တင်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေ၏နမော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 မြတ်စွာဣတိပိသောဘဂဝါမစ္စည်းမပရိပရာမေဃလန်ချီမစ္စည်းမပရိပရာမေဃလန်ချီဒီနေဘူးဤမန်းဆိုင်ရောက်မြန်၍ဒုက္ခဒုက္ခတော်မြည်ပေ၏ဒုက္ခဒုက္ခတော်မြည်ပေ၏အိုလောကသုံးခွင်အခင်မရှိကုန်စင်ခင်တင်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေ၏နမော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 မြတ်စွာဣတိပိသောဘဂဝါမစ္စည်းမပရိပရာမေဃလန်ချီမစ္စည်းမပရိပရာမေဃလန်ချီဒီနေဘူးဤမန်းဆိုင်ရောက်မြန်၍ဒုက္ခဒုက္ခတော်မြည်ပေ၏ဒုက္ခဒုက္ခတော်မြည်ပေ၏အိုလောကသုံးခွင်အခင်မရှိကုန်စင်ခင်တင်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေ၏ နမောနမော